မင်းကလေးရဲ့အဝတ်စားတွေကအပိုင်းပိုင်းပြက်လို့သူမရဲ့ခန္ဓာကိုယ်ကတော့မျက်ခင်းပေါ်မှာအားအင်ကုန်ခံပြီးမျောလင်းချက်မဲ့စွာလဲလျောင်းနေခဲ့ရတဲ့ကာမရဲ့မတ်စောထနေတဲ့ထိုလူကတော့ကျေနပ်အားရစွာနဲ့သူ့ပေါင်းပစ္စည်းကိုပြန်ဆွဲတင်လိုက်တဲ့အဲ့ဒီအချိန်မှာမင်းကလေးရဲ့ဖုန်းကြီးလာပြီးအမေဖြစ်သူစီကဖုန်းခေါ်ဆိုမှုဖြစ်နေတာကိုမြင်လိုက်ရတော့ထိုလူကချက်ချင်းပဲဖုန်းကိုပိတ်လိုက်တယ်ပြီးတော့မင်းကလေးရဲ့စကတ်ကိုဆွဲရမ်းစပင်တွေကိုပုတ်တက်ပြီးနင်းသာတိုင်တော်ရဲ့ရင်နင့်အမေကိုတက်ပစ်မယ်လို့ချင်းချောက်ခဲ့တဲ့အဲ့ဒီနောက်သူကမျက်မှန်တုပ်ပွားကိုဖြည်းဖြည်းချင်းထုံမျက်မှန်ကိုတုပ်ရင်းမင်းကလေးရဲ့ခန္ဓာကိုယ်ကိုနှာကောင်းမျက်လုံးတွေနဲ့ကြည့်နေခဲ့တယ်အတိအကျပဲအန်နီရဲ့အမေအော်ဟစ်ရှာဖွေနေတဲ့အတန်းကအနီးနားကထွက်ပေါ်လာခဲ့တဲ့မင်းကလေးရဲ့ပပြင်ပုံမှာစိတ်ပြအားငယ်မှုမျက်ရည်တွေစီးကျလာရတဲ့အကြမ်းဖက်စော်ကားခံရမှုကြောင့်စိတ်ရောလူပါကျဉ်းမွားနေပေမဲ့ဒီရုပ်မာတဲ့လူကသူမအမေကိုထိခိုက်မှာလို့တော့သူမလုံးဝခွင့်မပြုနိုင်ခဲ့ဘူးအန်နီဟာအာတင်ပြီးကြောက်ခဲတလုံးကိုကောက်ကင်လိုက်ကထိုလူရဲ့ဥကောင်းနောက်စီကိုအစွမ်းကုန်လွှဲရိုက်လိုက်တဲ့သူမမှာရှိတဲ့အားအင်အားလုံးကိုတုံးပြီးဒီတရိတ်ဆန်လိုလူကိုငိုကြွေးရင်ထက်ခါတလဲလဲထုနှက်ခဲ့တယ်လွန်ခဲ့တဲ့ရက်ပိုင်းကတည်းကအန်နီဟာတာမန်တက်ကြွတဲ့မိန်းကလေးတူဖြစ်ခဲ့တာပါသူမအမေကအကြားအာရုံချို့ယွင်းနေပေမဲ့အန်နီကတော့အကောင်းမြင်စိတ်နဲ့အမေဖြစ်သူကိုစကားပြောတတ်အောင်တင်ပေးခဲ့တဲ့တားမီနှစ်ယောက်ဟာဆင်းရဲပင်ပန်းပေမဲ့တယောက်ကိုတယောက်အားကိုးရင်းပျော်ရွှင်ခဲ့ကြတဲ့အသုံးစည်းတွေအတွက်အန်နီကကြောင်းထွက်ပြီးအလုပ်လုပ်ခဲ့ရပေမဲ့သူမရဲ့စူးစမ်းမှုနဲ့ဝန်ထမ်းစာမှုပွဲအောင်ဖို့မျှော်လင့်ချက်ကိုတော့လက်မလျှော့ခဲ့ဘူးအဲ့ဒီအချိန်တုန်းကအန်နီဟာအမေဖြစ်သူကိုအိမ်ကြီးချင်းတယောက်ရဲ့စောင့်ရှောက်မှုအောက်မှာအနံ့ထားခဲ့တဲ့ဒီမျက်မှန်တဲ့လူဟာလူအသွင်ဆောင်ထားတဲ့မိစ္ဆာတကောင်ဖြစ်မယ်လို့ဘယ်သူမှမထင်ခဲ့မိဘူးအန်နီကိုမစော်ကားခင်ကတည်းကသူဟာရုပ်မာတဲ့ရည်ရွယ်ချက်တွေကိုပြသခဲ့ဘူးတဲ့အန်နီအမေကသူ့ကိုပါရိုက်ခဲ့ဘူးပေမဲ့ဒီမျက်မှန်တဲ့လူကလက်မလျှော့ခဲ့ဘူးသူဟာအန်နီလှုပ်လှုပ်တဲ့ကော်ဖီဆိုင်ကိုလိုက်လာပြီးအန်နီရဲ့ခြေထောက်တွေကိုရမတ်စောနဲ့ကြည့်ရှုခဲ့တယ်လို့နောက်ဆုံးမှာတော့ကောင်းကင်တဲ့မြေကြီးကိုတုံးလုံးစေတဲ့ရုပ်မာမှုကိုကျူးလွန်ခဲ့တာပါအန်နီဟာထိုလူကိုတတ်မိပြီးနောက်ရဲစခန်းမှာကိုယ်တိုင်တွားရောက်ဖမ်းခံခဲ့တယ်။ဒါပေမဲ့ရဲတွေကတော့အလောင်းရဲ့အခြေအနေကအရန်ဆိုးဝါးလုံးတာကြောင့်ဒါကိုမတော်တဆလူတက်မှုဒါမှမဟုတ်ခုခံကာကွယ်မှုအဖြစ်သတ်မှတ်ဖို့ညှင်းဆိုခဲ့ကြတယ်။တက်တည်မရှိတဲ့အတွက်နှစ်ဦးသဘောတူဖြစ်ခဲ့သလားဆိုတာကိုလည်းမဆုံးဖြတ်နိုင်ဘူးလို့ဆိုကြတယ်။အန်နီကတော့သူမအမေဘေးကင်းနေတဲ့ဘာကိုမှဂရုမစိုက်တော့ဘူးလို့ပဲတွေးနေခဲ့တယ်။ဒါပေမဲ့ရှေ့နေကတော့အန်နီထောင်ကျသွားရင်အမေဖြစ်သူဟာကြီးမားတဲ့စိတ်ဒဏ်ရာရလိမ့်မယ်လို့ထောက်ပြခဲ့တယ်။အန်နီအမေနဲ့ပြန်ဆုံတဲ့အခါမှာတော့အမေဖြစ်သူဟာရှုံကိုနေပြီးလူလားမြောက်ခါစားဒီမိန်းကလေးငယ်လေးဟာအာတင်ပြီးအမေဖြစ်သူကိုပြန်ချော့နေခဲ့ရတယ်။အန်နီဟာလူတို့ရဲ့အကူအညီကိုမယူခဲ့တာကြောင့်နောက်ဆုံးစီရင်ချက်ကရင်နာစရာဖြစ်လာခဲ့တယ်။သူမဟာထောင်ဒဏ်နှစ်ချမှတ်ခံလိုက်ရတယ်။အမေဖြစ်သူကကျန်းကျင်ပေါ်မှာဒူးထောက်ပြီးအသေးအတန်တောင်းပန်ခဲ့ပေမဲ့ဥပဒေရှိမှောက်မှာတော့လူသားတွေရဲ့ခံစားချက်ဟာအကူရမယ်နေခဲ့တယ်။နောက်ဆုံးမှာတော့အန်နီထောင်ထဲကိုခေါ်ဆောင်သွားခြင်းခံခဲ့ရတဲ့ရက်ပိုင်းကတည်းကအလားအလာရှိတဲ့ចောင်းသူလေးဖြစ်ခဲ့ပေမဲ့အခုတော့အားလုံးကရန်ရှာကြတဲ့ရာဇဝတ်သားဖြစ်သွားခဲ့ပြီးအန်နီရဲ့ဘဝဟာကောင်းကင်ဘုံကနေငရဲဘုံကိုချက်ချင်းပြုတ်ကျသွားဒါတလို့ပါပဲသူမဟာအပြာရောင်ထောင်ဝတ်စုံကိုဝတ်ဆင်ခဲ့ရပြီးအမှတ်2038ဟာသူမရဲ့နာမည်ဖြစ်လာခဲ့တယ်9နှစ်ဆိုတာအဆိုးဆုံးလို့သူမထင်ခဲ့ပေမဲ့တကယ်တော့ထောင်ထဲကဘဝဟာငရဲခန့်ရဲ့အစပဲရှိပါသေးတယ်ညတိုင်းဆောင်ချုံပြီးတကူတဲ့ငိုကြွေးရင်ဒီမောင်မိုက်တဲ့ဘဝဘယ်တော့ပြီးမလဲဆိုတာမသိခဲ့ဘူးတရက်မှာတော့အန်နီပြင်းဖျားဖျားလို့စေးပေးခန်းကိုအပို့ခံရတယ်တာမန်အေးမိတာလို့ထင်ခဲ့ပေမဲ့ဝါရာအဆောင်ရဲ့မျက်နှာကပြက်နေခဲ့ပြီးမိုးကြိုးပစ်တယ်လို့သတင်းဆိုးကိုပြောပြခဲ့တယ်အန်နီဟာထိတ်လန့်တုန်လှုပ်သွားပြီးဒီခါတီးတဲ့အမှန်တရားကိုလက်မခံနိုင်ဖြစ်ခဲ့ရတယ်။သူမဟာထောင်ကလွတ်ရင်အမေနဲ့ပြန်ဆုံဖို့မျှော်လင့်ထားပေမဲ့ဒီဘိုက်ထဲကကလေးကသူမရဲ့အိမ်မက်တွေကိုဖျက်ဆီးလိုက်တယ်လို့ပါပဲ။သူမဟာအသေးအတန်ကိုကြွေးရင်စင်ကြံလန်းတွေအတိုင်းယူသွတ်စွာပြေးလွှားနေခဲ့မိတဲ့ထောင်ဘဝကိုကျင်သားရခါစားရှိသေးတဲ့သူမကိုကံကြမ္မာကဘာလို့ဒီလောက်ထိညှဉ်းပန်းရတာလဲ။အန်နီဟာထောင်တကားကိုယူသွတ်စွာထုရိုက်နေခဲ့လို့တီးတန့်အချုပ်ခန်းထဲမှာပိတ်လောင်ခံလိုက်ရတယ်။အဲ့ဒီအမှောင်ခန်းလေးထဲမှာသူမတပတ်တိတိအစာငတ်ခံဆန္ဒပြရင်ရင်ခွဲမတက်ငူနေခဲ့တယ်ဒီသတင်းကိုကြားရတဲ့အခန်းဖော်တွေဟာလည်းစိတ်မကောင်းဖြစ်ကြရတယ်အန်နီအရွယ်ဟာကျောင်းဝတ်စုံလေးနဲ့နေအောင်အောက်မှာပျော်နေရမယ့်အရွယ်ပါဒါပေမဲ့သူမဟာအစော်ကားခံရလူတက်မှုကျူးလွန်မိပြီးအခုတော့ကိုဝင်ပါရခဲ့ပြီးရက်အနည်းငယ်ကြာတော့အခန်းထဲကအမကြီးကအန်နီကိုတီးတန့်ခန်းကနေတွားခေါ်ခဲ့တယ်အန်နီဟာကျမ်းပြင်ပေါ်မှာဖြူဖြော့ပြီးအသက်လက်တလူလဲလျောင်းနေတာကိုမြင်တော့အမကြီးဟာရင်ထဲမှာမကောင်းဖြစ်သွားပြီးအန်နီကိုပွေ့ချီကအားပေးစကားပြောခဲ့တယ်အန်နီခန်းထဲကိုပြန်ရောက်တာနဲ့တခြားအမတွေကလည်းဝိုင်းဝန်းပြုစုကြတော့တယ်ကိုဝင်ရှိနေချိန်မှာကိုဗီယူဆိုင်ဖို့အားလုံးကတိုက်တွန်းကြတယ်စပင်တိုနဲ့အမတယောက်ကတော့ဒေါသတကြီးအော်ဟစ်နေခဲ့ပေမဲ့တကယ်တော့သူမဟာမိဘမဲ့တယောက်ဖြစ်လို့အန်နီလိုအကူရမဲ့နေတာကိုမကြည့်ရနိုင်လို့ပါအမကြီးကအန်နီကိုစားချင်တာမှဖို့အတွက်မီနူးစာအုပ်လေးပေးရင်ဘဝကိုရင်ဆိုင်နိုင်ဖို့အစားကောင်းကောင်းစားပြီးအားရှိအောင်နေရမယ်လို့ကျင်းသားစွာပြောခဲ့ပါတော့တယ်